မင်္ဂလာပါခင်ဗျာတတိတိချစ်မိတ်ဆွေများအားလုံးကိုစမ်းမွန်းတတိတိချစ်နေမှကြိုဆိုပါရစေယခုပြမဲ့ဘူဒီကတော့ထိုင်းဒီနောက်သုံးလုံးကဏ္ဍကိုခံမှန်းတွက်ယူပုံရှင်းပြသွားမှာဖြစ်ပါတယ်ထိုင်းဒီနောက်သုံးလုံးထိုးခြင်းတဲ့မိတ်ဆွေများကဏ္ဍရွေးချယ်ရမှာအထောက်အကူဖြစ်ဖို့အတွက်တက်ပြခြင်းဖြစ်ပါတယ်တထောင်မှတစ်ကွက်မို့ခံမှန်းဖို့မှန်ဖို့ရခိုင်နှုန်းနဲပြီမယ်အကွက်များမထိုးရတဲ့အတွက်ကြောင့်ကုန်ကြစိတ်သက်သာနိုင်ပါတယ်ထိုင်းဒီနောက်သုံးလုံးထိုးသူတိုင်းဟာမိမိကြိုက်နေတဲ့ကဏ္ဍကိုတွက်နည်းတချို့နဲ့ကိုက်ညှိပြီးမှတင်ကွက်ဩကွက်ထိုးကြတာမို့ကျွန်တော်အနေနဲ့တထောင်တနေရာကနေတွက်နည်းကဏ္ဍကိုတင်ပြပေးလိုက်ပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာမိတ်ဆွေများကိုယခုပြပေးမှာကတော့16ရက်8လ2026 15ကြိမ်မြောက်မှာကစားရမယ်တတိဒီတကွက်ကောင်းဆိုင်မှုဖြစ်ပါတယ်မိတ်ဆွေများကိုထိပ်စည်းဆိုင်လဲတိုင်းဆိုင်နောက်ပိတ်ဆိုင်များနဲ့ထိပ်စည်းလုံးပိုင်လဲတိုင်းလုံးပိုင်နောက်ပိတ်လုံးပိုင်မူများကိုထုတ်ပြီးတော့တကွက်ကောင်းထုတ်ပြသွားမှာဖြစ်ပါတယ်။နောက်မိတ်ဆွေများအနေနဲ့လည်းတယောက်တစ်ဆိုင်ချင်းစီကိုတေချာလိုက်ကြည့်ရှုပြီးရန်ကျွန်တော်အနေနဲ့ဖိတ်ခေါ်ပါတယ်။ထုတ်ယူပုံကတော့ဒါ၄ပင်တစ်ဖြတ်၄ပင်တစ်ဖြတ်အနေနဲ့ဒါကျွန်တော်ရဲ့မက်တာဖြစ်တဲ့သုံးလုံးပေါင်းချင်းချိုးကိုသုံးလုံးပေါင်းချင်းအချိုးညီနဲ့ပဲထိပ်စီးအလဲတိုင်းနောက်ပိတ်ကဏ္ဍများကိုလုံးပိုင်နေနဲ့ထုတ်ပြသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ထိပ်စီးယူပုံကိုအရင်ရှင်းပြသွားမှာဖြစ်ပါတယ်ထိပ်စီးယူပုံကတော့ဒီသုံးလုံးပေါင်းချင်းချိုးဖြစ်တဲ့ဒီ6ခလဲတိုင်းရဲ့6နောက်ပိတ်ရဲ့ပေါင်းတော့ပေါင်းချင်းနဲ့ပေါင်းချင်းနဲ့ဒီက9နောက်ပိတ်ရဲ့ပေါင်းမယ်ဆိုရင်သုံးလုံးပေါင်းချင်း1ကိုရရှိမှာဖြစ်ပါတယ်ဒီသုံးလုံးပေါင်းချင်း1အချိုးတိုင်းပဲထိပ်စီးထုတ်တဲ့အခါမှာတော့3ညထိပ်စီးရ5ထိပ်စီးရပေါင်းချင်း9ရဒီဘက်က6ထိပ်စီးရဆက်ပေါင်းမယ်ဆိုရင်3လုံးပေါင်း1ချိုးနဲ့ပဲဒါ6 1ပွဲစဉ်ရဲ့ထိပ်စီး6ကိုဒီဆိုင်မူရကစားတယ်လို့ကျွန်တော်အနေနဲ့တွေ့ရှိတာဖြစ်ပါတယ်ဒုတိယပင်ကိုနောက်ထပ် site တစ်မျိုးနဲ့ပြမယ်ဆိုရင်လည်းနောက်တစ်ပင်ကြည့်တဲ့အခါမှာလည်းကျွန်တော်ဒီ3လုံးပေါင်းချင်းအချိုးဖြစ်တဲ့ခွန်ခလဲတိုင်းရဲ့ဒီကခွန်နောက်ပိတ်ရဲ့ပေါင်းတော့ပေါင်းချင်းလေးရဲ့ဒီကနောက်ပိတ်ခွန်ရဲ့ပေါင်းတော့သုံးလုံးပေါင်းချင်း1ဒီသုံးလုံးပေါင်းချင်း1ချိုးတိုင်းပဲထိပ်စီးယူရမှာတော့ကျွန်တော်တို့ထိပ်စီး3ထိပ်စီး9ရဲ့ပေါင်းတော့ပေါင်းချင်း3ညပေါင်းချင်း3ညထိပ်စီး1ရဲ့ပေါင်းမယ်ဆိုရင်သုံးလုံးပေါင်းချင်း1ချိုးနဲ့ပဲကျွန်တော်ဒီမှာ184ပွဲစဉ်ရဲ့ထိပ်စီး1ကိုကစားတယ်လို့ဒီဆိုင်မှုရတာကျွန်တော်အနေနဲ့တွေ့ရှိတာဖြစ်ပါတယ်ဒါမို့ယခုပွဲစဉ်ရဲ့ထိပ်စီးကိုယူရမှာလေဒီသုံးလုံးပေါင်းချင်းအချိုးဖြစ်တဲ့ကျွန်တော်ဒီ9ခလဲတိုင်းရဲ့9နောက်ပိတ်ရဲ့ပေါင်းမဆိုရင်ပေါင်းချင်း4ရဲ့ကျွန်တော်ဒီကနောက်ပိတ်4ရဲ့ပေါင်းမဆိုသုံးလုံးပေါင်းချင်း8လို့ရရှိတာဖြစ်ပါတယ်ဒီသုံးလုံးပေါင်းချင်း8ချိုးတိုင်းပဲကျွန်တော်ထိပ်စီးထုတ်တဲ့ခါမှာတော့ဒီ2ထိပ်စီးရဲ့4ထိပ်စီးရဲ့ပေါင်းတော့ပေါင်းချင်း6ရဲ့ကျွန်တော်ယခုပွဲစဉ်ရဲ့ထိပ်စီးရပေါင်းမယ်ဆိုရင်သုံးလုံးပေါင်းချင်း10ဖြစ်ဖို့ဆိုရင်ကျွန်တော်ဒါထိပ်စီးကို2လို့ကစားပေးရမှာဖြစ်ပါတယ်ဒါမို့ယခုပွဲစဉ်ထိပ်စီးကို2လို့ကျွန်တော်အနေနဲ့ဒီဆိုင်မှုရကစားပေးမှာဖြစ်ပါတယ်ခုထုတ်ပြခြင်းဒီဒါထိပ်စီးဆိုင်မှုဖြစ်ပါတယ်ဆက်လက်ပြီးတော့မိတ်ဆွေများကိုကျွန်တော်အနေနဲ့ဒါအလဲတိုင်းစိုက်ထုတ်ပုံကိုဆက်ပြီးတော့ရှင်းပြပေးပါဦးခင်ဗျာကျွန်တော်ယခုလဲတိုင်းစိုက်ထုတ်ရမှာလေဒီသုံးလုံးပေါင်းချင်းအချိုးသုံးလုံးပေါင်းချိုးညီမက်တာတိုင်းထုတ်တဲ့အခါမှာကျွန်တော်ဒီထိပ်စီး8ရဲ့အလဲတိုင်း3ညရဲ့နောက်ပိတ်4ရဲ့ဆိုပြီးတော့8 3ညလေးသုံးလုံးပေါင်းချင်း2အချိုးကိုကျွန်တော်တို့လဲတိုင်းကနေယူတဲ့ခါမှာကြတော့ဒီက3ညထိပ်စီးရဲ့1ခလဲတိုင်းရဲ့ဒီအောက်ပြန်1ခလဲတိုင်းရဲ့ဆိုတော့3ည1သုံးလုံးပေါင်းချင်း2ဆိုပြီးတော့6 1ပွဲစဉ်ရဲ့လဲတိုင်း2ကစားပုံကိုကျွန်တော်နဲ့ဒီဆိုင်မှုရဒါတွေးရှိတာဖြစ်ပါတယ်ဒါမှမဟုတ်နောက်တစ်ပြင်ကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီသုံးလုံးပေါင်းချင်းအချိုးရမှာလဲကျွန်တော်ထိပ်စီး3ညရဲ့ဒီအလဲတိုင်း8ရဲ့နောက်ပိတ်3ညပေါင်းမယ်ဆိုရင်ကျွန်တော်ဒါသုံးလုံးပေါင်းချင်း8
ဒီသုံးလုံးပေါင်းချင်းရှစ်အချိုးတိုင်းမဲ့အလဲတိုင်းကဏ္ဍထုတ်ရတဲ့ခါမှာတော့ဒီထိပ်စီး3ရဲ့အလဲတိုင်း9ရဲ့ပေါင်းတော့ပေါင်းချင်း3ညပေါင်းချင်း3ညဒီအလဲတိုင်း8ရဲ့ပေါင်းမယ်ဆိုရင်ဒါသုံးလုံးပေါင်းချင်း8ချိုးနေပဲကျွန်တော်ဒီ184ပွဲစဉ်အလဲတိုင်းကဏ္ဍ8ကိုကစားတယ်လို့ကျွန်တော်ဒီဆိုင်မှုရတွေးရှိတာဖြစ်ပါတယ်ဒါမို့ယခုပွဲစဉ်ရဲ့အလဲတိုင်းကဏ္ဍထုတ်တဲ့ခါမှာလဲကျွန်တော်အနေနဲ့ဒီသုံးလုံးပေါင်းချင်းအချိုးယူတဲ့ခါမှာတော့ဒီထိပ်စီးလေးရဲ့အလဲတိုင်း1ရဲ့ပေါင်းတော့ပေါင်းချင်း9ပေါင်းချင်း9ရဲ့ကျွန်တော်ဒီနောက်ပိတ်9ရဲ့ပေါင်းမယ်ဆိုရင်ဒါသုံးလုံးပေါင်းချင်း4ကိုရရှိတာဖြစ်ပါတယ်ဒီသုံးလုံးပေါင်းချင်း4ချိုးတိုင်းပဲအလဲတိုင်းကဏ္ဍယူတဲ့ခါမှာတော့ထိပ်စီး2ရဲ့အလဲတိုင်း9ရဲ့ပေါင်းတော့ပေါင်းချင်း9ပေါင်းချင်း9ရဲ့ဒီယခုပွဲစဉ်အလဲတိုင်းပေါင်းမယ်ဆိုရင်ကျွန်တော်အနေနဲ့တော့သုံးလုံးပေါင်းချင်း4ကိုထုတ်ရမှာမို့အလဲတိုင်းကဏ္ဍကိုယခုပွဲစဉ်မှာကြတော့9လို့ထည့်ပေါင်းပေးရမှာဖြစ်ထည့်ကစားပေးရမှာဖြစ်ပါတယ်ဒါမှသာလေ2ခွင်9သုံးလုံးပေါင်းချင်း4ချိုးနေပဲယခုပွဲစဉ်အလဲတိုင်းကဏ္ဍကို9လို့ဒီဆိုင်မူရထည့်ကစားရမှာဖြစ်ပါတယ်အခုပြပေးတာတော့ဒါအလဲတိုင်းမူဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်အနေနဲ့မိတ်ဆွေများကိုနောက်ပိတ်ကဏ္ဍထုတ်ယူပုံကိုဆက်ပြီးတော့ရှင်းပြသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီနောက်ပိတ်ကဏ္ဍထုတ်တဲ့ခါမှာလဲသုံးလုံးပေါင်းချင်းအချိုးနဲ့ပဲအချိုးကြီးနဲ့ထုတ်တာမို့ဒီဟာ8ထိပ်စီးရဲ့6လဲတိုင်းပေါင်းတော့ပေါင်းချင်း4ပေါင်းချင်း4ရဲ့ဒီက9နောက်ပိတ်ရဲ့ပေါင်းမှဆိုရင်သုံးလုံးပေါင်းချင်း3ဒီသုံးလုံးပေါင်းချင်း3အချိုးနဲ့ပဲနောက်ပိတ်ကဏ္ဍကိုထုတ်တဲ့ခါမှာ3ညာထိပ်စီးရဲ့1ကလေတန်ရဲ့ပေါင်းတော့ပေါင်းချင်း1ပေါင်းချင်း1ရဲ့ဒီနောက်ပိတ်2ရဲ့ပေါင်းမယ်ဆိုရင်သုံးလုံးပေါင်းချင်း3အချိုးနဲ့ပဲ6 1 2ပွဲစဉ်ရဲ့2နောက်ပိတ်ကစားတာကိုကျွန်တော်အနေနဲ့ဒီဆိုင်မူရတွေ့ရှိတာဖြစ်ပါတယ်ဒါမို့နောက်တစ်ပြင်ကြည့်မယ်ဆိုရင်လေကျွန်တော်တို့ဒီသုံးလုံးပေါင်းချင်းအချိုးယူရမှာတော့ဒီထိပ်စီး3ညလဲတိုင်း9ပေါင်းတဲ့ကပေါင်းချင်း9ပေါင်းချင်း9ရဲ့ဒီနောက်ပိတ်9ရဲ့အောက်ပြန်နောက်ပိတ်9ပေါင်းမယ်ဆိုရင်ဒါသုံးလုံးပေါင်းချင်း4ဒီသုံးလုံးပေါင်းချင်း4ချိုးတိုင်းပဲကျွန်တော်တို့နောက်ပိတ်ကဏ္ဍယူတဲ့ခါမှာ3ထိပ်စီးရဲ့9လဲတိုင်းပေါင်းတော့ပေါင်းချင်း3ညပေါင်းချင်း3ညဒီနောက်ပိတ်4ရဲ့ပေါင်းမယ်ဆိုရင်သုံးလုံးပေါင်းချင်း4ချိုးနေပဲ184ပွဲစဉ်ရဲ့ဒါ4နောက်ပိတ်ကစားတယ်လို့ဒီဆိုင်မူရကျွန်တော်နဲ့တွေ့ရှိတာဖြစ်ပါတယ်ဒါမို့ယခုပွဲစဉ်ရဲ့နောက်ပိတ်ကဏ္ဍထုတ်တဲ့ခါမှာလဲဒီသုံးလုံးပေါင်းချင်းအချိုးဖြစ်တဲ့4ထိပ်စီးရဲ့6ကလတိုင်းပေါင်းတော့ပေါင်းချင်း3ပေါင်းချင်း3ရဲ့ဒီကနောက်ပိတ်4ရဲ့ပေါင်းတော့သုံးလုံးပေါင်းချင်း9ဒီသုံးလုံးပေါင်းချင်း9ချိုးနေပဲနောက်ပိတ်ကဏ္ဍယူတဲ့ခါမှာဒီထိပ်စီး2ရဲ့ကျွန်တော်တို့ဒီလဲတိုင်း9ရဲ့ပေါင်းတဲ့ခါမှာပေါင်းချင်း9ပေါင်းချင်း9ရဲ့ယခုပွဲစဉ်နောက်ပိတ်ကဏ္ဍရဲ့ပေါင်းမယ်ဆိုရင်သုံးလုံးပေါင်းချင်း9လို့ကစားပေးရမှာမို့ကျွန်တော်အနေနဲ့ယခုပွဲစဉ်ရဲ့နောက်ပိတ်ကဏ္ဍကိုဒါ8လို့ထည့်ပြီးတော့ကစားပေးရမှာဖြစ်ပါတယ်ဒါမှသာလေ2ခွန်8သုံးလုံးပေါင်းချင်း9ချိုးနေပဲဒါနောက်ပိတ်ကဏ္ဍ8ကိုဒီဆိုင်မူရကစားပေးရမှာဖြစ်ပါတယ်အခုပြပေးတာတော့ဒါနောက်ပိတ်ဆိုင်မူဖြစ်ပါတယ်ခုဆိုရင်မိတ်ဆွေများကိုထိပ်စီးဆိုင်လဲတိုင်းဆိုင်နောက်ပိတ်ဆိုင်နဲ့ဒါဒီဆိုင်မူရကျွန်တော်အနေနဲ့ဒါတကွက်ကောင်းထုတ်ပြထားတာဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်ထပ်ဆိုင်မူတစ်မျိုးနဲ့ထိပ်စီးဆိုင်အလဲတိုင်းဆိုင်နောက်ပိတ်ဆိုင်နဲ့ကဏ္ဍတစ်ခွက်ကိုဆက်ပြီးတော့ထုတ်ပြပေးမှာမို့မိတ်ဆွေများအနေနဲ့လည်းနောက်ထပ်ပြမယ့်ဆိုင်မူလေးကိုဆက်လက်ပြီးတော့ကြည့်ရှုပေးကြပါဦးယခုထုတ်ပြတဲ့ဒီထိပ်စီးနဲ့အလဲတိုင်း9ရဲ့ရှင်းနောက်ပိတ်ရဲ့ကိုကျွန်တော်နောက်ဆိုင်မူပေါ်မှာလည်းနောက်ဆိုင်မူကဏ္ဍနဲ့တွဲပြီးတော့ကဏ္ဍကိုစီပြီးတော့ရေးပေးပါမယ်ခုနောက်ထပ်ပြမယ်ဆိုင်မူကိုလည်းဆက်လက်ပြီးတော့ကြည့်ရှုပေးကြပါဦးခင်ဗျာယခုပြပေးမယ့်ဆိုင်မူကတော့ကျွန်တော်ဒါ3မိနစ်တစ်ဖြတ်3မိနစ်တစ်ဖြတ်3လုံးပေါင်းချင်းအချိုးညီကဏ္ဍနဲ့
ထုတ်ပြသွားမှာထိပ်စီးလေတိုင်းနောက်ပိတ်ကိုထုတ်ပြသွားမှာဖြစ်ပါတယ်ပထမဆိုင်မှုကတော့၄ပင်တစ်ဖြတ်၄ပင်တစ်ဖြတ်အနေနဲ့เนาะဒီမှာပေါင်းချင်းအချိုးကိုပေါင်းချင်းအချိုးညီနဲ့ထုတ်ပြတဲ့၄ပင်တစ်ဖြတ်ဆိုင်မှုဖြစ်ပါတယ်ဒါပထမဆိုင်မှုဖြစ်ပါတယ်အခုဒုတိယပြမဲ့ဆိုင်မှုကဒုတိယဆိုင်မှုဖြစ်ပါတယ်ဒုတိယဆိုင်မှုမှာတော့၃ပင်တစ်ဖြတ်၃ပင်တစ်ဖြတ်ဒါသုံးလုံးပေါင်းချင်းအချိုးညီဖြစ်စဉ်ကိုထုတ်ပြသွားမှာဖြစ်ပါတယ်ယခုပြမဲ့ဆိုင်မှုကတော့ပထမဆုံးထိပ်စီးအနေနဲ့ပြမယ်ဆိုရင်လည်းကျွန်တော်ဒီဇောင်းသုံးလုံးပေါင်းချင်းနှစ်ဖြစ်စဉ်ရတာထိပ်စီးမှုကိုအရင်ရှင်းပြသွားမှာဖြစ်ပါတယ်ဇောင်းသုံးလုံးပေါင်းချင်းနှစ်ဖြစ်စဉ်မှာတော့ဒီဘက်ကနှစ်နောက်ပိတ်ရယ်ကျွန်တော်တို့ဒီခုနှစ်ခလဲတာရယ်ပေါင်းတော့ပေါင်းချင်း9ရယ်ထိပ်စီး3ရယ်ပေါင်းမယ်ဆိုရင်သုံးလုံးပေါင်းချင်းနှစ်ချိုးနဲ့ပဲ3 8ခွန်ပွဲစဉ်3ထိပ်စီးကစားလို့နောက်တစ်ပြင်ကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်ဇောင်း3လုံးပေါင်းချင်းဖြစ်တဲ့3ညနောက်ပိတ်ရယ်8ကလေးတိုင်းရယ်ပေါင်းတော့ပေါင်းချင်း8ရယ်ထိပ်စီး4ပေါင်းမယ်ဆိုရင်လည်းကျွန်တော်ဒါ3လုံးပေါင်းချင်းနှစ်ချိုးနဲ့ပဲဒီမှာ4ထိပ်စီးကစားလို့ယခုပွဲစဉ်ရဲ့ထိပ်စီးကိုလည်းအဲ့လိုဇောင်း3လုံးပေါင်းချင်းနှစ်ဖြစ်စဉ်နဲ့ပဲထိပ်စီး3လုံးထိပ်စီးကိုကစားမှာမို့နောက်ပိတ်၄ရယ်ခုနှစ်ခလဲတိုင်းပေါင်းတော့ကျွန်တော်ပေါင်းချင်း1ရယ်ကျွန်တော်တို့ဒီထိပ်စီးရယ်ပေါင်းမှာဆိုရင်၃လုံးပေါင်းချင်းနှစ်ဖြစ်စဉ်တိုင်းကစားမယ်ဆိုရင်ဒါတစ်ထိပ်စီးကိုဒီဆိုင်မှုရကစားပေးရမှာဖြစ်ပါတယ်ဒါဒီ၃လုံးပေါင်းချင်းနှစ်ဖြစ်စဉ်အချိုးညီရတာထိပ်စီးကိုဒီဆိုင်မှုရတစ်လို့ကျွန်တော်အနေနဲ့ဒါဒီဆိုင်မှုရကစားရမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့အလဲတိုင်းကဏ္ဍကိုဆက်ပြီးတော့ပြပေးပါမယ်ခင်ဗျာလေတိုင်းကဏ္ဍမှာလည်းသုံးလုံးပေါင်းချင်းဖြစ်စဉ်ရကျွန်တော်ဒီဘက်ကနောက်ပိတ်2ရယ်လေတိုင်း9ရယ်ပေါင်းတော့ပေါင်းချင်း9ရယ်ကျွန်တော်ဒီလေတိုင်း10ရယ်ပေါင်းမယ်သုံးလုံးပေါင်းချင်း9ချိုးနဲ့ပဲဒီမှာ10ကလေးတိုင်းကစားလို့ဒုတိယပင်ကိုကြည့်မယ်ဆိုရင်လေနောက်ပိတ်3ညနဲ့အလဲတိုင်း10နဲ့ပေါင်းတော့ပေါင်းချင်း10ရယ်ထိပ်စီး9ရယ်ပေါင်းမယ်သုံးလုံးပေါင်းချင်း9ချိုးတိုင်းမယ်4 9ပွဲစဉ်ရဲ့6ကလေးတန်းကစားလို့ဒါမှမဟုတ်ယခုပွဲစဉ်ရဲ့နောက်ပိတ်ကိုလေကျွန်တော်3လုံးပေါင်းချင်း9အချိုးနဲ့ပဲကစားသွားမှာမို့ဒီနောက်ပိတ်4နဲ့ထိပ်နောက်ပိတ်4နဲ့အလဲတန်း9နဲ့ပေါင်းတော့ပေါင်းချင်း1ရဲ့ဒီအလဲတန်းကဏ္ဍရပေါင်းမယ်3လုံးပေါင်းချင်း9ဖြစ်ဖို့ဆိုရင်တော့အလဲတန်းကဏ္ဍကို6လို့ယခုပွဲစဉ်မှာထည့်ကစားမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီဆိုင်မှုကြီးလေတိုင်းဆိုင်မှုဖြစ်တဲ့အတွက်ကြောင့်လေတိုင်းကဏ္ဍကိုဒီဆိုင်မှုရ6လို့ကစားပေးမှာဖြစ်ပါတယ်နောက်ထပ်နောက်ပိတ်ကဏ္ဍကိုလည်းဆက်ပြီးတော့ပြပေးပါမယ်နောက်ပိတ်ကဏ္ဍယူပုံကလည်းသုံးလုံးပေါင်းချင်းအချိုးအညီဖြစ်တဲ့ဒီဆိုင်မှုကဇောင်းသုံးလုံးပေါင်းချင်း3ညဖြစ်တဲ့6ထိပ်စီးရယ်9ကလေးတိုင်းရယ်ပေါင်းတော့ပေါင်းချင်း3ရဲ့နောက်ပိတ်9ရယ်ပေါင်းမယ်ဆိုရင်သုံးလုံးပေါင်းချင်း3ညနေနဲ့38ခွန်ပွဲစဉ်နောက်ပိတ်9နှစ်ကစားလို့နောက်တစ်ပြင်ကြည့်မယ်ဆိုရင်လေထိပ်စီး9ရဲ့အလဲတန်း10ရဲ့ပေါင်းတော့ပေါင်းချင်း9နောက်ပိတ်9ရဲ့ပေါင်းမယ်ဆို3လုံးပေါင်းချင်း3ညအနေနဲ့4 9 5ပွဲစဉ်9နောက်ပိတ်ကစားသလိုယခုပွဲစဉ်ရဲ့နောက်ပိတ်ကိုလည်းဒီဇောင်း3လုံးပေါင်းချင်း3ညဖြစ်အောင်ကစားမယ်ဆိုရင်ထိပ်စီး2ရဲ့အလဲတန်း9ရဲ့ပေါင်းတော့ပေါင်းချင်း9ရဲ့နောက်ပိတ်ကဏ္ဍပေါင်းမယ်ဆိုရင်သုံးလုံးပေါင်းချင်း3ညဖြစ်ဖို့ဆိုရင်နောက်ပိတ်ကဏ္ဍကို1လို့ထည့်ပြီးတော့ကစားပေးရမှာဖြစ်ပါတယ်ဒီဆိုင်မှုကတော့ဒါနောက်ပိတ်ဆိုင်မှုဖြစ်ပါတယ်ယခုပြပေးတာတော့ကျွန်တော်အနေနဲ့ဒါ3မိနစ်တစ်ဖြတ်အနေနဲ့ပြပေးတယ်ထိပ်စီးလေတိုင်းပေါင်းချင်းအချိုးညီဆိုင်ဖြစ်ပါတယ်ဒါဒီဆိုင်မှုရကစားမယ်ဆိုရင်မိတ်ဆွေများအနေနဲ့တတိတွေအနေနဲ့15ကြိမ်မြောက်မှာကစားမယ်ဒီဆိုင်မှုရကစားမယ်ဆိုရင်ဒီမှာကဏ္ဍကိုကျွန်တော်အနေနဲ့ခြာရေးပေးမှာဖြစ်ပါတယ်ဒါမို့တတိတွေအနေနဲ့15ကြိမ်မြောက်မှာဆိုရင်ဒီဆိုင်မှုရကစားမယ်ဆိုရင်ထိပ်စီးဒီလည်းထိပ်စီး1ရဲ့အလဲတိုင်း6ရဲ့နောက်ပိတ်1ရဲ့ဆိုပြီးတော့ဒါ161အနေနဲ့ဒီဆိုင်မှုရကစားသလိုကျွန်တော်တို့ပထမဆုံးပြတဲ့စိုက်မှုမှာတော့ကြည့်မယ်ဆိုရင်ဒါထိပ်စီး2ရဲ့အလဲတိုင်း9ရဲ့နောက်ပိတ်8ရဲ့ဆိုပြီးတော့
ဒုတိယစိုက်မှုအနေနဲ့ကျွန်တော်ဆက်ပြီးတော့ပြမယ်ဆိုရင်ရေးပေးမှာဖြစ်ပါတယ်ထိပ်စီး2ရဲ့အလဲတိုင်း9ရဲ့နောက်ပိတ်8ရဲ့ဆိုပြီးတော့ဒါ2 5 8ဆိုပြီးတော့ကဏ္ဍတစ်ခွက်ကိုလည်းကစားပြရမှာဖြစ်ပါတယ်ယခုဆိုရင်မိတ်ဆွေများကိုကျွန်တော်ဒါဒီ6ထိပ်စီး1ထိပ်စီး6ခလဲတာ1နောက်ပိတ်နဲ့ဒါကဏ္ဍတစ်ခွက်ရတယ်လို့ကျွန်တော်ဒီဘက်မှာလည်း2ထိပ်စီး9ခလဲတိုင်း8နောက်ပိတ်အနေနဲ့2 5 8ဆိုကဏ္ဍတစ်ခွက်ကိုရရှိမှာဖြစ်ပါတယ်ဒါမှမဟုတ်မိတ်ဆွေများနဲ့ကြိုက်နှစ်သက်တဲ့စိုက်မှုကြိုက်နှစ်သက်တဲ့ကဏ္ဍကိုကစားနိုင်အောင်ကျွန်တော်အနေနဲ့စိုက်မှုနှမျိုးနဲ့ဒါထုတ်ပြပေးတာဖြစ်ပါတယ်ယခုလိုကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့မိတ်ဆွေများတယောက်ချင်းစီမှာကျွန်တော်ကိုအားပေးသောအပြင် like ကလေးများပေးခဲ့ဖို့ကျွန်တော်အနေနဲ့တောင်းဆိုပါတယ်ဒါမှမဟုတ်ကျွန်တော်ဗီဒီယိုကြည့်ရှုတဲ့မိတ်ဆွေများတယောက်ချင်းစီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြမ်းမာခြင်းနဲ့တကွာ15ကြိမ်မြောက်မှာတတိဒီပေါတိကနန်းရရှိပါစေလို့ဆုတောင်းမေတ္တာပေးရင်နောက်ဗီဒီယိုများမှာလည်းကျမ်းမာစွာဖြင့်ပြန်လည်ဆုံတွေ့ကြပါအောင်